အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှလည်းပရိသတ်တွေအသေးဆွဲအားပေးကြတဲ့ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့စပိန်ဘယ်လ်ဂျီယမ်ဥရုဂွေးတို့ကွင်းအတွင်းနဲ့ဆင်းလာကြပြီးမှကမ္ဘာဖလားပြိုင်ပွဲကြီးကပို့ပြီးတော့အချိန်တက်လို့လာခဲ့ပါပြီတခါနှစ်ပေါက်ကြီးတွေကိုအခြေခံပြီးဒီညနဲ့မနက်ဖြန်ပိုင်းမှာကစားမဲ့အုပ်စုအဆင့်ပွဲစဉ်၄ပွဲကိုဂိုးပေါ်ဂိုးအောက်အမြင်တွေနဲ့တူသုံးသပ်ပေးသွားပါမယ်ဗျာဒီသုံးသက်ချက်ဟာအချက်လက်အခြေခံအချက်လက်သုံးသက်ချက်တွေဖြစ်လို့အတူတူရင်ခုန်ကြည့်ရှုပေးကြဖို့တောင်းဆိုခြင်းပါတယ်ဗျပထမပွဲစဉ်စပိန်နဲ့ Cape Verde အုပ်စုရဲ့ပွဲစဉ်ဖြစ်ပြီးပေါက်ကြီးမှာစပိန်က1.3ကိုတပဲပေါက်ပြီးကိတ်ပါတီက36ထိပေါက်ထားတာမို့အပြတ်တက်ကိုကွာခြားလုံးနေပါတယ်ဗျာစပိန်တို့ရဲ့ကစားကွက်စီစဉ်မှုနဲ့တိုက်စစ်စွမ်းရည်ကကိတ်ပါတီထက်အများကြီးတာလုံးပါတယ်စပိန်အသင်းကပဲပွဲကိုတစ်ဖက်သက်စိုးမိုးကစားရင်းတွင်းဂိုးတွေတရဆက်တွင်းနိုင်ခြင်းဖြစ်လို့ဖော်စီလောက်နဲ့ဂိုးပေါ်သွားမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒုတိယပွဲစဉ် Belgium နဲ့ Egypt အုပ်စုရဲ့ပွဲဥထွက်ပွဲကောင်းတစ်ပွဲပါဘယ်လ်ဂျီယမ်ကပေါက်ကြီး1.6နဲ့အလေးတာနေပြီး Egypt က6.ထွက်ထားပါတယ်ဘယ်လ်ဂျီယမ်ဟာအဖွင့်ပွဲမှာ3မှတ်ရဖို့တိုက်စစ်ဖွင့်လာမှာတေချာသလိုမိုဟာမက်ဆာလာဦးဆောင်လာမဲ့အီဂျစ်ကလည်းတံပြန်တိုက်စစ်နဲ့ဂိုးပြန်သွင်းနိုင်တဲ့အနေအထားရှိပါတယ်။နှစ်သင်းစလုံးဂိုးရနိုင်ခြေရှိလို့ပွဲကအပြန်အလှန်နဲ့2-1ရလက်မျိုးနဲ့ဂိုးပေါ်သွားဖို့များပါတယ်ဗျ။တတိယပွဲစဉ် Saudi Arabia နဲ့ Uruguay အုပ်စုရဲ့အကျိတ်အနေရှိမဲ့ပွဲစဉ်မှာဥရုဂွေးကပေါက်ကြီး1.49နဲ့အသာရနေပြီးဆော်ဒီက8.25ပေါက်ထားပါတယ်။တောင်အမေရိကရဲ့မာကျောတဲ့ဥရုဂွေးဟာအဆင့်တန်းအရတာလုံပေမဲ့ဆော်ဒီကလည်းကမ္ဘာဖလားပြိုင်ပွဲတွေမှာခံစစ်ကျစ်လစ်အောင်ပိတ်ကစားတတ်တဲ့သဘာဝရှိပါတယ်။2စီလောက်နဲ့ကတ်နိုင်သွားမဲ့ဂိုးအောက်ပွဲစဉ်လို့မြင်ပါတယ်ဗျာစတုထပွဲစဉ်ဘရန်နဲ့နယူးဇီလန်အုပ်စုရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်တခြားနှစ်ပေါက်ကြီးမှာအီရန်က1.939နဲ့အနည်းငယ်အသာရနေပြီးနယူးဇီလန်က4.595ထွက်နေပါတယ်အာရှကြားအီရန်ဟာကမ္ဘာဖလားဆင်မြင့်ထက်မှာခန်းစစ်ပိုင်းအလွန်မာကျောတဲ့အသင်းဖြစ်ပြီးနယူးဇီလန်ကလည်းအဝေးကွင်းမှာရုန်းကန်ရလေးရှိပါတယ်နှစ်သင်းစလုံးအမှားမခံပဲထိန်းကစားကြမှာမို့ဂိုးထွက်အလွန်နေပြီး1စီရလက်မျိုးနဲ့ဂိုးအောက်ဘက်ကိုပဲတတ်မှတ်ချင်ပါတယ်ဗျာကဲမိတ်ဆွေတို့အနေနဲ့ကောဒီညလေးပွဲထဲမှာစပိန်နဲ့ဘယ်လ်ဂျီယမ်တို့ဂိုးမိုးရွာနိုင်မလားအီရန်တို့ကောအာရှကုံဆောင်နိုင်မလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြအောင်နော်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe အမြန်ဆုံးလုပ်ထားပေးပါဦးဗျအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်